ကျွန်တော်နာမည်ကိုတိန်ကျော်ပါကျွန်တော်ရဲ့သမီးနှစ်ယောက်နာမည်ကတော့တူတူတိန်ကျော်နဲ့အိမ်မက်တိန်ကျော်ဖြစ်ပါတယ်ကျမနာမည်ကတော့ဒေါ်မိုးပါအောင်ပါရှင်လက်ရှိ primary 6မှာတယောက်ရှိပါတယ် primary 2မှာတယောက်ရှိပါတယ်ရှင်ဒီ SIS school ကသူငါ school တွေနဲ့နည်းတော့ပွာတယ်ဗျသူကဒီကျောင်းသားဒီ student တွေပေါ်ပေးတဲ့ဒီနှွေးထွေးမှုတွေကဟိုအများနဲ့မတူအောင်နှွေးထွေးထွေးလေးဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်ကလေးဟိုကျွန်တော်ကြည့်လိုက်တော့လဲသူတို့ရဲ့ independent မှုတွေပို့ပြီးတော့ရရှိလာတယ်သူတို့ရဲ့ပုံမှာဒီ knowledge တွေများစွာရရှိလာတယ်ကျွန်တော်ခံစားရပါတယ်ကျွန်မကတော့ teacher တွေရဲ့သင်ကြားရေးပိုင်းကိုသဘောကျပါတယ်ရှင်ဟုတ်ကဲ့ teacher တွေရဲ့ဒီကလေးတွေပေါ်ဆက်ဆံတဲ့သင်ကြားရေးပိုင်းတွေသူတို့ရဲ့ပြုမှုတွေကမိခင်တယောက်နဲ့ဒီမချာတာထွေးမှုတွေပေါ့နော်သူတို့ရဲ့ရွေးချယ်မှုတွေဆက်ရှိပြီးတော့ဒီကျောင်းရဲ့ဒီသင်ကြားမှုရတဲ့ Cambridge ကိုအခြေခံထားတဲ့အတွက်ကျွန်တော်တက်နေတတ်ပါတယ်science မှာထားတော့ကျွန်တော်ကလေးပါဒီတစ်နှစ်နဲ့တစ်နှစ်ဘာဖြစ်လာလဲဆိုတော့သူတို့ကဒီ independent နဲ့ပိုဖြစ်လာတယ်သူတို့ရဲ့ဒီ knowledge တွေရတယ်တစ်နှစ်ပိုလာတယ်လို့ကျွန်တော်တွေ့ကြုံရပါတယ်ခင်ဗျာကလေးတွေကဥဆောင်မှုဆွဲရည်မှာလည်းပုံမှုတိုးတက်လာပါတယ်နောက်ပြီးရင်အများနဲ့ဆက်ဆံတဲ့အခါမှာလည်းကျင်နာတာတွေတွေးထွေးတာတွေသူတို့ကိုချင်းစာတရားတွေလည်းပြေဝလာပါတယ်ရှင်ကျွန်တော်မိဘတွေအနေနဲ့ကတော့ဟိုကျွန်တော်ရဲ့ကလေးတွေပေါ့ဒါမိဘတိုင်းပါပဲကျွန်တော်တို့ကလေးတွေကိုဒီကောင်းတဲ့ပတ်ဝန်းကျင်မှာထားခြင်းနဲ့ဒီတင် जा မှုတစ်ခုတည်းမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီ independent ဖြစ်မှုတွေဒီပတ်ဝန်းကျင်ကောင်းမှုတွေမှာဒီပြုတ်ပြုတ်ပြောင်းလဲလာတင် जा မှုတွေလိုချင်တာကိုဖြစ်စေချင်တာပေါ့နော်ဒါဒီကျောင်းကဒါပေးတဲ့ဥစ္စာလေးတွေကိုခံစားရပါတယ်ကျမကတော့ကလေးတွေကိုကျောင်းပို့လိုက်တဲ့အခါမှာကျောင်းပို့တယ်လို့မခံစားရပဲကိုယ့်ရဲ့အိမ်ကိုပဲပို့ထားတယ်လို့ခံစားရတယ်စိတ်လုံခြုံမှုရှိရပေါ့တီချယ်တွေရဲ့တရားဂရုစိုက်မှုပေါ်မှာအရန်ကြိုက်နေတယ်လို့ SIS ကိုရွေးချယ်ထားပါတယ်နောက်ဆုံးအနေနဲ့ပြောပြချင်တာတော့အခြားမိဘတွေကိုလည်းဒီကျောင်းလေးကတော့တကယ်ကိုကျွန်တော်ကိုတွေ့ပါပဲဟိုနှွေးထွေးမှုများစွာနဲ့ကျွန်တော်ရဲ့သမီးတွေပြုပြင်ပြောင်းလဲမှုများစွာကိုကြုံတွေ့ရတဲ့အတွက်အခြားမိဘတွေကဒီကျောင်းကိုလာဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီကျောင်းကလည်းတကယ်ကိုကောင်းတဲ့အကြောင်းတစ်ကြောင်းဖြစ်ကြောင်းနဲ့ကျွန်တော်ပြပြလိုပါတယ်အကြံပြုချင်တာကတော့ခက်လေးတွေကိုကျောင်းပို့တဲ့အခါမှာကျောင်းကိုပို့လိုက်တယ်ဆိုတော့စိုးရင်စိတ်ကြီးနဲ့အိမ်မှာမနေဘဲနဲ့ကိုယ့်ရဲ့အိမ်တအိမ်မှာပဲထားတဲ့ကဲ့သို့ပေါ့စိတ်ချခြင်းနဲ့ဆိုတော့ SIS ကိုရွေးချယ်ဖို့အတွက် recommend ပေးပါတယ်ရှင်